မင်္ဂလာပါဒီနေ့မှာတော့ hand in hand ဆိုတဲ့စကားစုလေးကိုအတူတူလေ့လာကြရအောင်ဓာတ်ရိုက်အဓိပ္ပာယ်ကတော့လက်ချင်းတွဲထားတယ်လို့အဓိပ္ပာယ်ရပြီးတော့မှသွယ်ဝိုက်တဲ့အဓိပ္ပာယ်ကတော့အရာဝတ္ထုနှစ်ခုဒါမှမဟုတ်အခြေအနေနှစ်ရပ်ဟာတစ်ခုနဲ့တစ်ခုအမြဲတမ်းဒွန်တွဲနေတတ်တယ်တစ်ခုရှိရင်နောက်တစ်ခုကအမြဲတမ်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဖြစ်တယ်ဓာတ်ရိုက်အဓိပ္ပာယ်ကိုဥပမာလေးတွေနဲ့အရင်ကြည့်လိုက်ကြရအောင် The kindergarten students lined up hand in hand to enter the classroom မူကြိုကျောင်းသားလေးတွေဟာစာသင်ခန်းထဲဝင်ဖို့လို့အတွက်တယောက်နဲ့တယောက်လက်တွဲပြီးတော့မှတန်းစီနေကြတယ် The mother and her child crossed the busy street hand in hand အမေနဲ့သူ့ရဲ့ကလေးဟာရှုပ်ထွေးတဲ့လမ်းမကြီးကိုအတူတကွလက်တွဲပြီးတော့မှဖြတ်ကူသွားခဲ့တယ်ဒါကတော့ဓာတ်ရိုက်အဓိပ္ပာယ်ဖြစ်တယ် idiomatic အသုံးကြတော့ဘယ်လိုသုံးလဲကြည့်ကြမယ်Hard work and success go hand in hand ကြိုးစားအားထုတ်မှုနဲ့အောင်မြင်မှုဟာအမြဲတမ်းဒွန်တွဲနေတယ် Healthy food and regular gym exercise go hand in hand ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ရဲ့အားကစားရုံမှာလေ့ကျင့်ခန်းလုပ်တာရဲ့ဟာအမြဲတွဲပြီးတော့မှလှုပ်ဆောင်ရမယ့်အရာနှစ်ခုဖြစ်တယ် Playing heavy mobile games and fast battery drain go hand in hand game တွေကြီးပဲအမြဲတမ်းဆော့နေတာနဲ့ဖုန်းဘက်ထရီအားကုန်တာနဲ့အမြဲတမ်းဒွန်တွဲနေတတ်တဲ့အရာနှစ်ခုဖြစ်တယ် The cold season and dry skin go hand in hand ဆောင်းရာသီရောက်ပြီဆိုတာနဲ့အသားခြောက်တာအသားပတ်တာကအမြဲတမ်းဒွန်တွဲပြီးပါလာတတ်တယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် bye bye